မင်္ဂလာပါရှင်လက်ဖက်မျိုးကောင်းမျိုးတန်လေးတွေရရှိဖို့ရန်အတွက်လက်ဖက်ပင်ငယ်လေးတွေကိုအစီအနေမျိုးပွားတာမဟုတ်ပဲအခုပုံလေးမှာမြင်ရတဲ့အတိုင်းပဲလက်ဖက်အရွက်လက်ဖက်ခိုင်းလေးရနေပြီးတော့မျိုးပွားဖို့ရန်အတွက်သူတို့အခုဗီဒီယိုမှာမြင်တဲ့အတိုင်းလက်ဖက်ပင်လေးကိုပရူနီမလုပ်ဘဲနဲ့ထားပါတယ်အဲ့ဒီဂိုင်းလေးတွေကမှဂိုင်းကောင်းဂိုင်းတက်ကိုရွေးပြီးတော့ပြန်ပြီးတော့မျိုးပွားပါတယ်အစီကနေပြီးတော့အပင်မျိုးပွားတာနဲ့အခုလိုမျိုးဂိုင်းလေးတွေကနေပြီးတော့မျိုးပွားတာမှာသူ့ရဲ့ကောင်းကျိုးဆိုးကျိုးအမျိုးမျိုးရှိကြပါတယ်အဲဒီဟာလေးတွေကိုလည်းနောက်များကြရင်ဗီဒီယိုလေးတွေပြုလုပ်ပြီးတော့ပြောပြပေးပါမယ်ရှင်ကျမရဲ့ဗီဒီယိုလေးတွေကတစ်ဖက်စိုက်ပျိုးထုတ်လုပ်သူတွေအတွက်အကျိုးတစုံတရာရရှိမယ်လို့တော့ကျမမျှော်လင့်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကောင်းသောနေ့လေးဖြစ်ကြပါစေရှင်